ကျွန်တော်တို့တွေကဒီ social media အသုံးပြုပြီးတော့ scroll trap မှာပိတ်မိနေကြတာဆိုပေမဲ့တခါတလေတော့လေကိုယ်တိုင်စိတ်ပါဝင်စားပြီးတော့စီးမျောသွားတဲ့အရာတွေတွေ့ရတတ်ပါတယ်။အဲ့ဒါတွေကတော့ပညာရစရာတို့တိုးတက်ကြောင်းတွေမဟုတ်ဘဲနဲ့အစိတ်တွေဒါတော့ The Survivor of the Fit Pocket Series ဖြစ်ပါတယ်။ဒီနေ့ episode 4ကတော့အစိတ်တွေဘယ်လိုပြန့်နှံ့လာသလဲဒါလေးကတော့ဖြတ်ပြောလိုက်တာပါepisode 40လည်းရောက်လာပြီဆိုတော့ဒီ pocket series ကိုကျွန်တော်ဘာကြောင့်လုပ်ရလဲဆိုတာလေးနည်းနည်းလေးပြချင်လို့ပါအဓိကတော့ရောဗျာကျွန်တော်တို့ကိုဒီဘယ်လိုခေါ်မလဲ social media platforms တွေကကောပြီးတော့influencers တွေ celebrities ကိုစသည်အဖြစ်ပေါ့နော်အဲ့လိုကျွန်တော်တို့တွေအမြတ်ထုတ်ခံနေရတာပေါ့နော်အကြောင်းအရာတွေကိုကျွန်တော်ကလူတွေကိုသိစေချင်တယ်ဒါပေမဲ့လူအများကြီးစီရောက်ဖို့လဲအဲ့လိုမျိုးအစွမ်းအစမရှိတော့အဓိကရည်ရွယ်တာပေါ့လူနည်းနည်းဒီအတွက်တစ်ခုပါဗျာတစ်ယောက်သို့မဟုတ်10ယောက်စသည်အဲ့လောက်လေးပဲဒီ social media ဘယ်လိုလုံးနေကြလဲနောက်ကွယ်မှာဘာတွေဖြစ်နေရလဲဆိုတာလေးကိုသိသွားပြီးတော့သူတို့ဒီ social media ပေါ်ချင်းကတ်တာ social media ပေါ်အသုံးပြုတဲ့ပုံစံလေးပြောင်းသွားအဓိကတော့ကျွန်တော်တို့အမျက်အထုတ်မခံရအောင်ပေါ့နော်အတွက်ဒီ podcast series ကိုလုပ်တာဖြစ်ပါတယ်အဲ့တော့တချို့တုံးနေခါကြတော့အရင်ကျွန်တော်မချဲလိုက်ဘူးဆိုတာအများနားလေတဲ့တုံးတွေမတုံးထားဘူးအဲ့တော့ရတဲ့လူပဲယူပြီးတော့ယူတဲ့လူပဲပြောင်းလဲသွားဖို့ပဲကျွန်တော်ရည်ရွယ်ပါတယ်အများကြီးပြောင်းလဲဖို့မရည်ပါဘူးအဲ့ဒီဖြစ်ပြောတာကျွန်တော်တို့အစိတ်တွေကပုံစံအမျိုးမျိုးနဲ့ရှိတတ်တယ်ပွဲစုစေတဲ့တရင်အမားတွေတို့ပြီးတော့စက်တိုက်ထားတဲ့အတုအယောင်တွေအဆိုးဆုံးကတော့ကျွန်တော်တို့ကိုဒေါသထွက်စေတဲ့နေရာတွေပေါ့နော်ဘယ်လိုခေါ်မလဲအစဲတောင်းတဲ့ post တွေပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တွေကလည်းဘယ်လိုခေါ်မလဲတိကြီးနဲ့သွားပြီးတော့ engage လုပ်တတ်ကြတယ်ပေါ့နော် comment မှန်ကြမယ်ပြီးတော့မှshare ပြီးတော့ကိုယ့်အထင်မြင် user ချက်တွေပြောကြတယ်ပေါ့ဒီလိုနဲ့မရည်ရွယ်ပါဘဲနဲ့ကျွန်တော်တို့တွေကိုယ်တိုင်ကဒီအစိတ်တွေကိုပြန့်နှံ့စေသူတွေဖြစ်လာတယ်အဲ့တော့မိကုန်းလေးတွေရှိတယ်ပေါ့ဒီ toxic content တွေလို viral ဖြစ်လာလဲပြီးတော့ကျွန်တော်တို့ရဲ့ဒေါသတွေအပေါ်မှာဘသူတွေကအမျက်ထုတ်နေတယ်လဲတို့ပြီးတော့ကျွန်တော်တို့တွေဒီတတိမထားမိပဲနဲ့ကိုယ်တိုင်ကအစိတ်ပြန့်နှံ့စေသူတွေဘယ်လိုဖြစ်လာတယ်ဆိုတာဒီမိကုန်းလေးတွေကိုကျွန်တော်ဒီ episode မှာပြပြသွားမှာပေါ့နော်အဲ့တော့ဘယ်လိုခေါ်မလဲtoxic content ဆိုတာတကယ်တမ်းကျတော့ငများချိတ်လိုပဲပေါ့နော်ကျွန်တော်တို့တစီက attention ကိုရဖို့သူတို့ကဒီချိတ်လေးမှာပေါ့နော်ကျွန်တော်တို့ကိုဘယ်လိုစွပေးမယ်ဒေါသထွက်စေမယ်ဒီငစားတစ်ခုခုချိတ်ပြီးတော့စောင့်နေအဲ့ဒါကိုကျွန်တော်တို့ကသွားပြီး response လုပ်လိုက်မယ်သွားပြီးတုံ့ပြန်မယ် engage လုပ်လိုက်မယ်ဆိုတာ ਨੇ တခါတည်းကျွန်တော်တို့ငများချိတ်မှာမိပြီနော်အဲ့တော့ဒီ toxic content တွေဆိုတာလည်းအများစုကတော့အတုတွေပေါ့နော်ဇက်တိုက်ထားတဲ့အရာတွေပါဒါပေမဲ့တစ်ခါတလေကြတော့လေအစစ်တွေရှိတယ်ဒါပေမဲ့ချဲ့ကားထားတဲ့အရာတွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့တွေကမသိဘဲနဲ့ပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့သွားပြီးတော့ response လုပ်မိပြီဆိုတာ ਨੇ ကျွန်တော်တို့တွေကဒီ toxic content ကိုပြန့်နှံ့စေသူတွေပေါ့နော်ဖြစ်သွားတာပေါ့ဒါပေမဲ့ဒီ post တွေဒီ toxic content တွေဆိုတာလေသူလိုနေတော့viral မဖြစ်လာဘူးကျွန်တော်တို့ဒီ engage လုပ်မှာပဲဖြစ်တာပေါ့အဲ့တော့ဥပမာကျွန်တော်comment ထဲမှာသွားဆဲကြမယ်ပေါ့နော်ဒါလေးတော့မသိဘူးလားတော့တဲ့မှာထမင်းပြောင်းစားကြည့်ပါလားလို့ပေါ့နော်ကျွန်တော်တို့ပြောနေကြရတယ်ပေါ့ပြီးရင်ကျွန်တော်တို့ share ပြီးတော့ကိုထင်မြင် user ချက်တွေပြောကြမယ်ပေါ့နော်အဓိကကတော့ဒါတွေကတော့ဘယ်လိုခေါ်မလဲကိုပြုပြင်လို့ရတဲ့အရာတွေပေါ့နော်episode 3မှာပြောခဲ့တဲ့တုန်းကလို့နောက်ွယ်ကအဖွဲ့အစည်းတွေကြောင့်မလို့ content တွေviral ဖြစ်တယ်ဆိုတာကတော့ဒါကတော့beyond my reach ပေါ့နော်ကျွန်တော်လည်းဘာမှလုပ်လို့မရဘူး viewer တွေလည်းဘာမှလုပ်လို့မရဘူးပေါ့နော်အဲ့တော့လုပ်လို့ရတဲ့အရာလေးတွေကတော့ဒီလိုမျိုးပေါ့ကိုဒီ toxic content engage မလုပ်ဖို့ပေါ့နော်အဲ့တော့ဘယ်လိုပြောရမလဲပွဲဆိုတာဗျာကျွန်တော်တို့လက်ခုပ်တီးတာပဲဖြစ်ဖြစ်ဆဲတာပဲဖြစ်ဖြစ်စူသွားတာပဲလေနော်အဲ့တော့စူသွားပြီဆိုတော့ algorithm ကြီးကတော့ဖြန့်တော့မှာနော်အဲ့တော့ဒီ algorithm ကြီးမှာတကယ်တမ်းကတော့ကျွန်တော်တို့ဒီဒေါသပေါ့နော်ဒေါသဆိုတဲ့အရာက algorithm ကြီးမှာပြန့်နှံ့ဖို့
အားအကောင်းဆုံးလောင်စာပေါ့နော်အဲ့တော့ဒီအကြောင်းတွေကိုသိတဲ့ကျွန်တော်တို့ဒီ so called influencers တွေ creator တွေ celebrities တွေကတော့ကျွန်တော်တို့ရဲ့ဒီစိတ်ကိုစွာပြီးဒေါသမထွက်အောင်လုပ်တဲ့ဒီဇက်တိုက်ထားတဲ့ content တွေနဲ့ကျွန်တော်တို့ပုံမှာကောင်းကောင်းအမြတ်ထုတ်တော့တာပေါ့နော်အဲ့တော့ဘယ်သူတွေလဲဆိုတာတော့ဥပမာတွေတော့မပြီးတော့ပါဘူးအဲ့တော့post တစ်ခုကိုတွေ့ပြီဆိုတာနဲ့ကိုယ်စိတ်ကိုဒေါသထွက်လာစေတဲ့ပို့ဆိုရင်ဆက်တိုက်ထားတယ်ကျွန်တော်တို့ငများချင်းနဲ့စောင့်နေတဲ့ post လို့သာမှတ်လိုက်ပါတော့ဗောနော်ဘယ်လိုခေါ်မလဲပြီးတော့အမှန်တရားဆိုတာနည်းနည်းတော့ခါတယ်ဆိုတော့ကျွန်တော်အကုန်လုံးသိပြီးသားပါအဲ့တော့ကျွန်တော်နည်းနည်းအခါလေးကြွေးပါမယ်အဲ့တော့ထားပါတော့ဥပမာကျွန်တော်တို့toxic content တခုတွေ့ပြီပေါ့ဘယ်လိုပုံစံပဲဖြစ်ဖြစ်ပေါ့နော်ပောက်ကြရတွေလုံနေတာတို့အစဲတောင်းတာတို့အရှက်မရှိရှောက်လုံနေစသည်အပြင်ဘယ်လိုပုံစံပဲဖြစ်ဖြစ်ကျွန်တော်တို့တွေဘာလုပ်တက်လဲ comment မှာသွားဆဲမယ်ပြီးတော့ share ပြီးတော့ကိုအထင်မြင်ပြောကြတယ်ဒါပေမဲ့တခါတလေကြတော့လေဘယ်လိုခေါ်မလဲကိုတွေကကိုတိပါတယ်ကိုတက်ပါတယ်ဆိုပြီးတော့ကိုတိကိုတက်တာကိုကြွားခြင်းနဲ့စိတ်ကြောင့်မလို့ share ပြီးတော့ပြောတတ်ကြတယ်ထင်မြင်ယူဆချက်တွေပြောတတ်ကြတယ်လေနော်အဲ့လိုနေပဲကျွန်တော်တို့တွေကဒီ toxic content ကိုပြန့်နှံ့စေသူတွေအဓိကဖြစ်လာတာပေါ့အဲ့တော့ကျွန်တော်အကောင်းဆုံးကြံပေးချင်တာကတော့မ share ပါနဲ့ toxic content တွေ့ရင်ကိုကလည်းကြွေးချင်တယ်မလားအဲ့ toxic content ကို screenshot ရိုက်လိုက်အဲ့ပြီးတော့ကိုဝေါ်ပေါ်မှာ post အသစ်တစ်ခုအနေနဲ့ကိုထင်မြင်ယူဆချက်တွေကိုစိတ်ကြိုက်ကြွေးပေါ့နော်အဲ့ဒါဆိုရင်ခုနအစိတ်တွေပြန့်နှံ့စေသူကိုမဖြစ်တော့ဘူးပေါ့နော်အဲ့တော့ main original post ကို share ပြီးတော့ကို opinion တွေကိုပြောတာကြီးကြတော့အခေါင်းပေါ့နော်အဲ့တော့ဒါကတော့ပြန်နှံစေသူနောက်ွယ်ကအဖွဲ့အစည်းတွေနဲ့ပြန်နှံအောင်လုပ်တာတွေလည်းရှိပါတယ်ဒါပေမဲ့အဲ့ဒါတွေကတော့မပြောတော့ပါဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ algorithm ခေတ်ကြီးမှာကျွန်တော်တို့ရဲ့ attention ဆိုတာအရန်တန်ဖိုးရှိပါတယ်လူတိုင်းကလိုချင်ကြရတယ်အဲ့တော့ကိုယ့်ရဲ့ attention ကိုလွယ်လွယ်နဲ့အလကားဘယ်သူမှမပေးလိုက်ပါနဲ့နော်အဲ့တော့ social media ဆိုတာကြီးကလည်းဒီပွဲစုတဲ့ပုံမှာလဲပတ်တဲ့ရန်တရားကြီးတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်တို့တွေကလောင်စာမဖြစ်ဖို့လိုပါတယ်နော်အဲ့တော့ပွဲဆိုရင်ကြည်နေလိုက်ပါ toxic ဆိုရင် block လိုက်ပါတဲ့ news feed ကြီးကတန်ဖိုးရှိတဲ့အရာတွေနဲ့ပဲပြည့်နေနေပါစေကျွန်တော်ကတော့မင်းအောင်ဆိုပါ digital chaos ကဘာကြီးမှာတန်ဖိုးရှိတဲ့ content တွေကိုဖန်တီးဖို့ကြိုးစားနေပါတယ် take care